နိုင်ငံသားဖိုက်တာတယောက်က UFC လိုကမ္ဘာကျော် promotion ထက်မှာချန်ပီယံကပတ်ကိုကင်မြောက်နိုင်ခဲ့ပါပြီ။ဝါကျွန်တော်ဖြစ်ယုံတော်မယုံနိုင်ပါဘူး။ဒီနေ့ကတော့ကျွန်တော်ရှေ့ဗီဒီယိုမှာတင်ပြထားခဲ့တယ်လို့ပဲဒီဇင်ဘာ9ရက်နေ့ကမြန်မာနိုင်ငံသားအားလုံးကိုပျော်ရွှင်စေတဲ့နေ့ရက်တရက်ဖြစ်လာခဲ့ပါပြီ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဖိုက်တာကြီး Joshua Van ဟာ flyweight တိုင်းရဲ့ legend ကြီးဖြစ်တဲ့ Alexander Pantoja ကိုပထမချီစပြီးမိနစ်အနည်းငယ်တွင်းမှာပဲအလဲထိုးနဲ့အနိုင်ရရှိခဲ့လို့ပဲဖြစ်ပါတယ်။ Pantoja တော်စိတ်မကောင်းပါဘူး။ Pantoja အနေနဲ့ပထမချီစပြီးတော့မိနစ်ပိုင်းလေးတွင်းမှာပဲ Joshua Van ရဲ့တိုက်ခိုက်မှုကြောင့်သူ့ရဲ့ဘယ်ဘက်လက်အယိုးကျွံသွားခဲ့ရပါတယ်။အဲ့ဒဏ်ရာကြောင့်ပဲသူဆက်လက်မထိုးနိုင်တော့တဲ့အတွက်ကျွန်တော်မြန်မာနိုင်ငံသားဖိုက်တာကပထမချီတွင်းမှာပဲ Alexander Pantoja ကို TKO နဲ့အနိုင်ရရှိသွားပြီးတော့ချန်ပီယံကပတ်ကိုတင်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ Joshua Van အနေနဲ့ဒီအပွဲအနိုင်ရရှိသွားတဲ့အတူသူ့အနေနဲ့ record အများကြီးကိုလည်းရိုက်ချိုးနိုင်ခဲ့ပါတယ်။အဲ့ဒါတွေကတော့ပထမအဆုံးမြန်မာနိုင်ငံသား UFC ချန်ပီယံတယောက် Alexander Pantoja ကိုပထမအဆုံးအလဲထိုးနဲ့အနိုင်ယူနိုင်ခဲ့တဲ့ fighter ဘာအတက်အငယ်ဆုံး flyweight champion ပြီးတော့ John Jones ပြီးရင်ဒုတိယအတက်အငယ်ဆုံး UFC champion စတဲ့ record တွေကိုရိုက်ချိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်ဖြစ်ပျော်လို့ပါပဲ။ကျွန်တော်ဒီပျော်တွေကိုဘာနဲ့မှမလဲနိုင်ပါဘူး။အခုကြည့်နေကြတဲ့ကျွန်တော်ရဲ့ပရိသတ်တွေလည်းကျွန်တော်လိုပဲထပ်တူပျော်ရွှင်ဝမ်းမြောက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်။